ebook, The Story of Money, From Shells to Crypto. ငွေကြေးဤဇလံပင်လယ်ခွန်မှခရစ်တိုအထိနိဒံငွေကြေးဆိုတာစက္ကူနဲ့တတုပဲလားမင်္ဂလာပါဒီစာအုပ်ကိုကင်ထားတယ်ဆိုရင်မင်းဟာငွေကြေးရဲ့ဇလံကိုသိကျင်နေတဲ့သူပါဒါမှမဟုတ်ငွေဆိုတာဘာလဲဆိုတဲ့မေးခွန်းကမင်းကိုလှည့်ပတ်နေတာလည်းဖြစ်နိုင်တယ်ဒီနေ့မင်းအိတ်ထဲမှာရှိနေတဲ့ကြက်ငွေစက္ကူတွေဖုန်းထဲကမိုဘိုင်းဘဏ်လက်ကျန်တွေဒါမှမဟုတ် Bitcoin တွေဟာတကယ်တော့ငွေကြေးရဲ့အသွင်တစ်မျိုးစီပါပဲဒါပေမဲ့ငွေဆိုတာမြင်နေကြစက္ကူနဲ့ဒင်္ဂါပြားတွေထက်အများကြီးပိုကျယ်ပြန့်တယ်စဉ်းစားကြည့်ပါဘာလို့စက္ကူတစ်ရွက်ကိုစံတအိတ်နဲ့လဲပေးတာလဲဘာလို့တတုပြားလေးတစ်ပြားကိုလူတိုင်းကတန်ဖိုးရှိတယ်လို့လက်ခံကြတာလဲဒီအရာတွေကသူ့ဘာသာသူအသုံးမဝင်ပေမဲ့လူတွေအားလုံးကဒါတန်ဖိုးရှိတယ်လို့ယုံကြည်ထားလို့ပါပဲငွေကြေးဆိုတာတကယ်တမ်းမှာယုံကြည်မှုကိုအခြေခံတဲ့နည်းပညာတစ်ခုဖြစ်တယ်လူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကိုလွယ်ကူအောင်လုပ်ပေးတဲ့ကိရိယာတစ်ခုပေါ့bicycle တီထွင်မှုစာရေးနည်းတီထွင်မှုတွေလိုပဲငွေကြေးဟာလည်းလူယဉ်ကျေးမှုကိုပြောင်းလဲစေခဲ့တဲ့တီထွင်မှုကြီးတစ်ခုပါဒီစာအုပ်မှာငွေကြေးရဲ့ခရီးစဉ်ကိုအတူတူရှောက်ကြမယ်ပင်လယ်ခွန်တွေနဲ့ကုန်စည်ဖလှယ်ခဲ့တဲ့ရှေးခေတ်ကနေ digital ငွေကြေးတွေသုံးစွဲနေတဲ့ဒီနေ့ခေတ်အထိပေါ့ဒီခရီးစဉ်ကငွေဆိုတာဘာလဲဘလို့အလုပ်လုပ်လဲဘာကြောင့်အရေးကြီးလဲဆိုတာကိုနားလည်စေဖို့ပါ Pandora.com မှာဒီငွေကြေးဤဇလံပင်လယ်ခွန်မှခရစ်တိုအထိ ebook ကိုဖတ်ကြရအောင် Thank you for watching.